တော့ကျွန်တော်19ရက်4လ2025မှာကျွန်တော်တပိတ်ချင်းမြို့နယ်ရေးအတွက်ကြီးရွာကိုစစ်ကောင်စီကပေါ့နော်တနာရီ10မိနစ်မှာ၄ချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်ကျွန်တော်တို့ဒီတရားရပြည်လူတွေကတော့ကျွန်တော်20ကျော်မယ်ပေါ့နော်ဒါခံမှန်းပေါ့ခုလက်ရှိချိန်ဒီဒါဒီမီလောင်ပွားမှုရောဖြစ်သွားတယ်ပေါ့နော်ကျဲသွားတာကျွန်တော်တို့မြို့ရွာလေကောင်ပေါ့နော်ဒီတော့ကြီးရွာလေကောင်တက်စီဆိုင်ဆိုတော့ပောက်ကွဲမှုတွေရောဆိုတော့ကျွန်တော်တို့လမ်းဘေးဒါလူစီကားတဲ့နေရာဆိုတော့ကျွန်တော်တို့မီးငြိမ်းသက်မှုတွေရောပြုလုပ်နေပါတယ်ခုချိန်ထိကျွန်တော်တို့ဒါတရားရတဲ့လူတွေတည်ဆုံးတဲ့လူကတော့ခုလက်ရှိ73ယောက်ပေါ့ဗျာဖြစ်စဉ်ပြကျွန်တော်တို့19ရက်4လ2025ဒီနေ့ပေါ့နော်ဒီနေ့ဖြစ်စဉ်တနာရီ10မိနစ်ပါအခုလေးရင်ဖြစ်သွားပါပေါ့နော်ကျွန်တော်တို့18ရက်နေ့ကလိတ်ကဖြစ်ပါတယ်19ရက်နေ့ကဒီနေ့ရေရွက်ပေါ့နော်ဖြစ်ပါတယ်အကုန်လုံးပေါင်းရင်တော့ကျွန်တော်တို့20ကျော်ဖြစ်ပါတယ်ဟုတ်ပါပါတယ်ကျွန်တော်တို့တချို့နှစ်ယောက်ကတော့ကျွန်တော်တို့လမ်းမှာပဲကူဖို့သွားရင်မတက်ဒါလမ်းမှာပဲကျွန်တော်ကွေလွန်သွားတယ်ပေါ့အဲ့ဒါပြန်ဆုတ်ခဲ့တယ်ချန်နယ်လူတွေတော့စေးဒီကျွန်တော်တို့40ရာကျွန်တော်တို့စောက်ရှောက်မှုပြီးထားပါတယ်ဒီ73ယောက်ကတော့ကျွန်တော်တို့ဒါကြာဆုံးပေါ့နော်ကလေး2ယောက်ကတော့ကျွန်တော်တို့ပြောက်နေတယ်လို့ကြားရပါတယ်ဗျကျွန်တော်တို့3နှစ်သား1ယောက်ရေကျွန်တော်တို့2နှစ်ခွဲလာပေါ့နော်ကလေးအဲ့2ယောက်လို့ကြားပါကျွန်တော်တို့ပေါင်ခံမန်းကျွန်တော်တို့ကြားရတဲ့ဟာတော့300ပေါင်300ဖြစ်မယ်ပြီးလို့ချင်း20ဆိုပေါင်900လည်းဖြစ်မယ်ပေါ့ဟုတ်ကျွန်တော်တို့အားလုံးပေါင်းနှလုံးပေါ့ကျဲသွားတာကျွန်တော်တို့ဓာတ်စီဆိုင်ပေါ့ရွာလေဓာတ်စီဆိုင်ဆိုတော့ကျွန်တော်တို့မီးတွေလည်းလောင်းနေပါတယ်ဒါကျွန်တော်တို့မီးငိမ့်သက်မှုတွေရောလောက်ရပါတယ်ပေါ့မီးလောင်တော့ကြတော့ကျွန်တော်တို့ပို့ပြီးတော့မှထိခိုက်ဒဏ်ရာပောက်ကွဲမှုတွေရှိပါတယ်ဟုတ်ကဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါအောင်ဆိုရင်ကျွန်တော်တို့တပိတ်ချင်းမြို့နယ်အတွင်းမှာကျွန်တော်တို့10ချိန်ရှိပါပြီပေါ့မဟာတကြံကြိုနေရစပြီဒီနေ့23ရက်နေ့ထိကျွန်တော်တို့ကျဲတဲ့စစ်ကောင်စီရဲ့၄ချောင်းတိုက်ခိုက်မှုက10ချိန်ရှိပါပြီပေါ့10ချိန်ရှိတဲ့နေရာမှာကျွန်တော်တို့ရဲဘော်တွေအနေနဲ့ကျွန်တော်တို့ဘာမှမထိခိုက်ပါဘူးပြည်သူတွေပဲထိခိုက်တယ်ဆိုတော့ကျွန်တော်ကဒီစစ်ကောင်စီကိုပေါ့နော်မင်းအောင်ကိုမေးခွန်းထုတ်ချင်ပါတယ်ဒီစစ်ခွေးမင်းအောင်ကိုပေါ့နော်ကျွန်တော်တို့အရသားပြည်သူတွေကိုဘာလို့အဲ့လောက်ကြီးထိရဲဆက်နော်ဒါတိုက်ခိုက်နေအောင်ပေါ့ကျွန်တော်တို့မြေပြင်မှာဆိုကျွန်တော်တို့လုံးဝမခံစားနိုင်ဘူးဒါတွေကြည့်ရတာပေါ့နော်